ဝတ္တတုတ်ပရိတ်အမွန်လောင်းတော်သည်ပါရမီဖြစ်တော်မူစဉ်ငုံမိတစ္ဆာတကိုးကြောင့်တော်မိသည်ကိုငုံမင်းကိုရှောင်ကွင်းခဲ့လေ၏တရားစစ်သူကြီးရှင်သာရိပုတ္တရာအားဘုရားရှင်ဟောတော်မူသောတကဘာလုံးတိုင်ဤဒနိုင်သောအစွမ်းအာနုဘောရှိသောဝတ္တတုတ်ပရိတ်တော်ကိုငါတို့ရွတ်ကြပါကုန်စို့ဝတ္တသုဒ္ဓဘုံရောစဉ်ပုရိန္ဒံဘောဓိတံပါရိနိဗ္ဗတံဝတ္တဇာတိယံယတ္တဒေစီနဒါဝဂီမဟာတတံဝိဝိဇယီဟေရတ္တသာရိပုတ္တတလောကနာထေနအာတိတံကပ္ပဒါယိမဟာတေဇံပရိဒံတံဗနာမဟေအတိလောကေသီလဂုဏောသစ္ဆံသောစေယနုဒ္ဒယာဒေနသစ္စေနကာဟာမိသစ္စာကိရိယမௌဒ္ဓမံအဝိဇိတဝါဓမ္မဗလံသရိတဝါပုပ္ပကေဇိနေသစ္စာဗလမဝတ္တာယသစ္စာကိရိယမကာတဟံတန္တိပက္ခအပတနာတန္တိပါဒာအဝိဇ္ဇနာမာတာပိတာသနိခန္ဓာသာတဝေဒပဋိကမသဟသစ္စေကတိမေရှံမဟာပိစလိတောတိခိဝိစေတိသောလတကရိတာနိဥဒကံပတ္တဝါယတာတိခိသစ္စေနမေသမောနတ္တိဧတာမေသစ္စာပါရမီဝတ္တသုတ်တံနေဋ္ဌိတံသာဓုသာဓုသာဓု